ချင်းမိုင်မှာအိမ်တစ်လုံးဝယ်ရမယ်ဆိုရင်အိမ်ရဲ့ဒီဇိုင်းထက်ပိုရေးကြည့်တာဘာတွေရှိမလဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အိမ်တစ်လုံးကိုရွေးချယ်တဲ့အခါလှပတဲ့ဒီဇိုင်းပြင်နောက်ထပ်စဉ်းစားရမှာက space နဲ့ soul ပါဒီနေ့ကျွန်တော်ပြပေးခြင်းတဲ့ unit လေးဟာအကျယ်90.7 student ဝါရှိတဲ့မြေကွက်ပေါ်မှာတည်ဆောက်ထားတာပါအိမ်တစ်လုံးရဲ့တန်ဖိုးဟာအုတ်သဲကြောက်တွေတွေမှာကပဲအိမ်ထဲမှာနေထိုင်မဲ့သူတွေအတွက်ရရှိမဲ့လွတ်လပ်မှုနဲ့အေးချမ်းမှုအပေါ်မှာမူတည်တယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်ဒီ Bohemian Unit ရဲ့အနှစ်သာရကတော့အိတ်ခမ်း3ခန်းရေချိုးခန်း3ခန်းနဲ့ကား2စီးရန်ထားနိုင်တဲ့နေရာတွေကိုအချိုးကျကျခွဲဝေထားတာပါကျွန်တော်အကြံပြုချက်ကတော့အခန်းတွေကို functional ဖြစ်အောင်ပြင်ဆင်ဖို့ပါပဲဒီစီမံကိန်းဟာ classic country style ဖြစ်လို့အနောက်တိုင်းရဲ့ခံရမှုနဲ့ကျေးလက်ဆန်တဲ့နှွေးထွေးမှုကိုခန်းစားရမှာပါအိမ်ထဲမှာသုံးထားတဲ့ပစ္စည်းတွေကလည်း SCG Green Choice အတိအမှတ်ပြုပစ္စည်းတွေဖြစ်လို့မိသားစုအတွက်ကျန်းမာရေးနဲ့ညီညွတ်ပြီးတဘာဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းရရောက်ပါတယ် location ရွေးချယ်မှုဟာမိတ်ဆွေရဲ့နေစဉ်ဘဝကိုတိုက်ရောက်မှုရှိပါတယ်ဒီနေရာဟာချင်းမိုင် Proud လမ်းမကြီးကနေအလွယ်တကူဝင်ထွက်နိုင်ပြီးမြို့ရဲကိုလည်းမိနစ်ပိုင်းတွင်ရောက်နိုင်ပါတယ် Major University ကို6မိနစ် Sunshine Hospital ကို10မိနစ်နဲ့ Central ချင်းမိုင်ကို16မိနစ်ပဲကြာတာကြောင့် lifestyle အစုံအလင်ကိုလက်တကမ်းမှာရရှိမှာပါအိမ်နီးနားချင်းကောင်းတွေရှိတဲ့ existing compound ဖြစ်လို့လုံခြုံမှုနဲ့အေးချမ်းမှုကိုတပြိုင်နက်ရရှိနိုင်မှာပါခင်ဗျာအခုရောက်ရှိနေတာကတော့ second floor မှာပါဝင်တဲ့ bedroom 2လေးပဲဖြစ်ပြီးစောနာကမြင်တွေ့ခဲ့ရတာကတော့ home office အဖြစ်အသုံးပြုပြထားတဲ့ bedroom 1လေးပဲဖြစ်ပါတယ်ဒါလေးကတော့ common bedroom ပဲဖြစ်ပါတယ်ခင်ဗျာသူ့ရဲ့နောက်မှာ master bedroom ကိုကျွန်တော်ဆက်လက်ပြသပေးပါမယ်ခင်ဗျာဒီ project ဟာဆိုရင်တော့မြေအကျယ်89 ရိုင်ပေါ်မှာ2 story detached house စုစုပေါင်း358လုံးနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်unit type တွေအနေနဲ့ကတော့ Bohemia, Plumeria, Gardenia နဲ့ Canalili ဆိုပြီးတော့108 square meter မှာ151 square meter ကျယ်ဝန်းတဲ့ unit များအထိရွေးချယ်ဝယ်ယူနိုင်ပါတယ်။နောက်ဆုံးအနေနဲ့ရင်းနှီးမြှုပ်နှံမှုဘက်ကကြည့်ရင်ဒီ area ဟာအနာဂတ်မှာတန်ဖိုးတက်လာဖို့တည်ကြတဲ့နေရာတစ်ခုပါ။အနီးနားမှာလည်းအစိုးရရဲ့အနာဂတ်စီမံကိန်းတွေရှိလာနိုင်တာကြောင့်အိမ်ဝယ်တာဟာနေထိုင်ဖို့တွေမကပဲမိတ်ဆွေရဲ့အနာဂတ်အတွက်ပါခိုင်မာတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်စေမှာပါ။အသေးစိတ်ကိုဆွေးနွေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ by property ကိုအခုပဲဆက်သွယ်လိုက်ပါခင်ဗျာအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်